ဒီတနာလည်းငါရစေခြင်းနဲ့မင်းတို့ပရိစိတ်ဓာတ်တို့ဘာလို့များဝါဒနာပါရင်ကျန်တဲ့လောကီကောင်းကျိုးတွေပါတယ်မျှော်ကိုပြီးတော့ပရိစိတ်ဓာတ်ဘုန်းကြီးကစိတ်ဝင်စားပါဘူးကိုယ့်ရဲ့အသိဉာဏ်ပညာကိုရင့်ကျက်သွားစေမယ်ခိုင်မာသွားစေမယ်ကြီးမားအောင်တည်ဆောက်မဲ့အနေအထားမျိုးမှာအထောက်အကူပြုတဲ့ရွတ်ဖတ်ပူဇော်ခြင်းမျိုးကိုသာဘုန်းကြီးကအလင်းနဲ့ထားစေခြင်းတော့အတ္တဟိအတ္တနောနာထောကောဟိနာထောပရောတိယအတ္တနာဟိသုတံတေနနာထံလပတိတုံလည်းပံတို့ကရတော့ရတယ်ပထမဘာသာလေးပဲရကြနော်အတ္တဟိအတ္တနောနာထောအဲ့ဒါတော့ရတယ်မဟုတ်လားရတယ်အဲ့ဒီရှစ်တက်ဆိုမတက်တော့ဟုတ်လားအတ္တဟိအတ္တနောနာထောကောဟိနာထောပရောတိယကောဟိနာထောပရောတိယကိုကလွတ်လို့တခြားသူဟာကိုတော့အကုရမဖြစ်နိုင်ဘူးလို့ပြောတာအဲ့ဒီမှာနောက်နှစ်ပါဒကအဓိကအချက်ဖြစ်နေတယ်ကို့မှာကို့အတွက်အကုရရှိအောင်ဘလို့ရှာဖွေရမလဲဆိုတာကိုသူကနီးလန်းပေးတာအတ္တနာဟိသုတံတေနကိုယ်စိတ်ကိုအည်သွေးရှိအောင်ကောင်းမွန်အောင်ပြုပြင်ခြင်းဆုံးမခြင်းအပြင်နာထံလပတိတုံလည်းပံအလွန်ရနိုင်ခဲ့တဲ့အကုရကိုရလိမ့်မယ်ရနိုင်ခဲ့တဲ့အကုရလို့တောင်သုံးတယ်နော်အဲ့ဒါကတရားသူတရားမြတ်ရတာကိုပြောတာဒေသနာကိုအမြင့်ဆုံးနီးနဲ့ချင်းကပ်ကြည့်မယ်ဆိုရင်ယဟန္တာဖြစ်တာကိုပြောတာယဟန္တာဖြစ်မှအမြင့်ဆုံးအကုရကိုရတော့တာဘာကြောင့်မှကြောက်ရွံ့နဲ့တုံလို့တယ်ဆိုတော့ဘယ်တော့မှမရှိတော့တို့ကအဲ့ဒီအခြေအနေကိုမရသေးဘူးဆိုရင်တော့ရနိုင်ခဲ့တဲ့အကုရဆိုတာဘာကိုပြောတာလဲလို့နားလေသဘောပေါက်တဲ့အခါမှာဘယ်လိုသဘောပေါက်စေခြင်းလဲဆိုပညာကိုပြောတာလို့နားလေစေခြင်းရနိုင်ခဲ့တဲ့အကုရဆိုတာဘာလို့ပညာအမှန်တိုင်းသိတာကိုပြောတာပညာလို့ပြောလိုက်ရင်လည်းပဲသင်ယူထားတဲ့တက်ကြွထားတဲ့နော်ဘွဲတွေဘာတွေညာတွေအဲ့ဒါတွေနဲ့ရောထွေးသွားမှလည်းစိုးရသေးတယ်အဲ့ဒါတွေကိုပြောတာလည်းမဟုတ်ပြန်ဘူးသူကဘဝရဲ့အကြောင်းစိတ်တွေရဲ့အကြောင်းရုပ်တွေရဲ့အကြောင်းလောကရဲ့အကြောင်းကိုအမှန်တိုင်းသိတာမြင်တာနားလေတာစောစောကအတွေ့အကြုံနဲ့ရှင်းပြောရမှာဆိုရင်အတွေ့အကြုံတွေရဲ့အိဋ္ဌဒုက္ခဝိပရိနာမကိုတကယ်သိရင်သိတယ်လို့အဲ့ဒါဉာဏ်ကြီးတယ်ပညာကြီးတယ်လို့ခေါ်တာအဲ့ဒီပညာရနိုင်ခဲ့တဲ့အာကိုရတို့ကရလွယ်တဲ့အာကိုရတွေတော့တို့ကတတန်တရားလုံးတတန်တရားဆိုတာတတထားလိုက်အောင်ဒီဘဝနော်ရပါတယ်ရခဲ့ကြပါတယ်ရှိလဲရှိရပါတယ်နော်ကိုယ့်ရဲ့မိတ်ဆွေပေါင်းသင်းနေနဲ့မိသားစုဝင်နေနဲ့သို့မဟုတ်ပိုင်ဆိုင်မှုအနေနဲ့တို့စိတ်ထဲမှာဒါလေးကအကုစရာလေးလို့ထင်ပြီးတော့တို့ဘေးမှာရှိအောင်တို့လှုပ်ထားတာလေးတွေအတိုင်းတာတစ်ခုတည်းရှိတယ်မဟုတ်လားရှိတယ်အဲ့ဒါဘာလို့ရလွယ်တဲ့အကုရအခုဒီမှာသူကပြောတော့ရနိုင်ခဲ့တဲ့အကုရကိုရသွားမယ်ဘယ်လိုလုပ်ရမှာတော့အတ္တနာဟိသုတံတေနကိုယ်စိတ်ကိုကောင်းကောင်းပြုပြင်ဆုံးမရမယ်ဆုံးမရဲဆိုတဲ့အသုံးနှုန်းလေးအဲ့ဒါကိုလည်းမင်းတို့နားလည်စေခြင်းသေးတယ်ဆုံးမရဲဆိုတာသူကြမှာဆိုမိဘသားသမီးကိုဆုံးမရဲဆရာတပည့်ကိုဆုံးမရဲသုံးတယ်နော်ဆုံးမရဲဆိုတာအဓိကမကောင်းတာမဖြစ်အောင်လုပ်တာကောင်းတာဖြစ်အောင်လုပ်တာနှစ်ချက်မှတ်ထားနော်ဆုံးမရဲဆိုတာမကောင်းတာမဖြစ်အောင်လုပ်တာကောင်းတာဖြစ်အောင်လုပ်တာအဲ့ဒါကိုယ်စိတ်ကိုဆုံးမရဲဆိုတာအဲ့ဒီသဘောပဲမကောင်းတဲ့စိတ်မဖြစ်အောင်လုပ်တာကောင်းတဲ့စိတ်ဖြစ်အောင်လုပ်တာနော်အဲ့ဒါစိတ်ကိုဒီတရားဘာဝနာအထုတ်တဲ့နေ့သူကတော့အကောင်းဆုံးစိတ်ကိုမကောင်းတာမဖြစ်ဖို့ကောင်းတာဖြစ်ဖို့ကြိုးစားတဲ့နေရာမှာအထီအောင်ဆုံးအပြည့်စုံဆုံးနည်းဖြစ်တဲ့အတွက်ကြောင့်ဘာဝနာပွားများခြင်းဟာစိတ်ကိုဆုံးမတဲ့နေရာမှာသူကထိတ်တန့်ရမယ်သူကထိတိရောက်ရောက်မြန်မြန်ဆန်းဆန်းပြည့်ပြည့်စုံစုံအထုတ်ခြင်းတယ်ဆိုလို့ရှိရင်အဲ့ဒီနည်းကိုဘုန်းကြီးတို့ကနားလည်မှရမယ်နော်အဲ့ဒါနေ့လေကြတော့အဲ့ဒါလေးကိုဘုန်းကြီးလှုပ်ခိုင်းမယ်ဟုတ်လားအဲ့ဒါလို့ကိုယ့်ရဲ့စိတ်ကိုမကောင်းတာမဖြစ်အောင်ကောင်းတာဖြစ်အောင်ဆုံးမနိုင်မယ်ပို့ပြီးတော့အည်သွေးမြင့်တဲ့မြင့်အောင်ပြုပြင်နိုင်မယ်ဆိုလို့ရှိရင်ဒီလူဟာရနိုင်ခဲ့တဲ့အာကိုရာကိုရမယ်တဲ့အဲ့ဒီဂါထာလေးကိုနော်အမြဲတမ်းရွတ်သင့်တယ်လို့ထင်တယ်နော်ဒါကတကယ်ကိုနော်ရေရေဝုံဘဝကိုရင်ဆိုင်နိုင်မှုဘဝခီးကိုသွားတဲ့အခါမှာလမ်းကြောင်းမမှားဖို့အတွက်သူကအကောင်းဆုံးတင့်မပေးနိုင်တယ်လို့ဘုန်းကြီးကမြင်တယ်နောက်မှဆိုရင်ရောင်ဝါးဝါးနဲ့ဟိုလူအကူရမှာလို့ဒီလူအကူရမှာလို့နော်အကူမဲ့ကြံတဲ့ကောစာမျက်နှာငယ်နေပြီလေအိမ်ဒီမရှိတော့ဘူးကြက်သေးမရှိတော့ဘူးတည်ငြိမ်မှုမရှိတော့ဘူးသူများအကူမဲ့ဆိုတဲ့ကိုကစားသူဘာဖြစ်နေပြီတော့တည်ငြိမ်မှုကပျောက်နေပြီတနည်းပြောရရင်ကိုဘွားသူ့လက်ထက်အပ်လိုက်တယ်လို့လည်းဖြစ်သွားတယ်တကယ်တမ်းကြတော့လည်းပဲကိုလိုချင်တဲ့အကျိုးရလဒ်ကအဆုံးကြတော့လည်းမရဘူးရဲ့ဟုတ်လားတကယ်တမ်းဘုန်းကြီးတို့အကူရအစ်စ်ကိုရကျင်တယ်ဆိုလို့ရှိရင်ကိုယ်စိတ်ကိုအည်သွေးရှိအောင်ကောင်းမွန်အောင်ပြုပြင်ထားမှဆုံးမထားမှနောက်ဆုံးဉာဏ်ပညာကိုဘုန်းကြီးတို့ရကျင်တယ်ဆိုရင်စိတ်ကိုအဲ့ဒီနည်းနဲ့ပြုပြင်ဆုံးမမှဉာဏ်ပညာရမယ်ဉာဏ်ပညာရမှတကယ်စစ်မှန်တဲ့အကူရကိုရမယ်